မင်္ဂလာပါအားလုံးဒီနေ့မှာကျွန်တော်သွေးဆုပ်လဲခြင်းအကြောင်းပြောပြသွားမှာပါအဆုပ်ယောဂအဆုံးစွန်အဆင့် end stage cough သို့မဟုတ်အဆုပ်အတွင်းအယိုးအဆင့်ယောဂ end stage interstitial lung disease သို့မဟုတ်သွေးတိုးယောဂ pulmonary hypertension ဒါမှမဟုတ် paraquat အဆိပ်သင့်ခြင်းလိုမျိုးအခြားအဆိပ်သင့်မှုကြောင့်အဆုပ်ယောဂအဆုံးစွန်အဆင့်သို့ရောက်ရှိသွားသောလူနာများအတွက်ပါဒီလိုလူနာအုပ်စုတွေမှာဆေးဝါးကုသမှုနဲ့မတိုးတက်လာတော့ဘူးဆိုရင်အဆုပ်ယောဂအဆုံးစွန်အဆင့်သို့ရောက်ရှိသွားပြီးနောက်သေချာစစ်ဆေးပြီးမှသာတိုးတက်မှုမရှိတော့ပါဘူးဒါကြောင့်ဒီလိုလူနာအုပ်စုတွေမှာအဆုပ်လဲခြင်းလိုအပ်လာပါတယ်အဆုပ်လဲခြင်းပြီးနောက်မှာလူနာတွေဟာတစ်သက်လုံးကိုယ်ခံအားနည်းစေတဲ့ဆေး immunosuppressant ကိုတောက်တုံးရပါမယ်။အဆုပ်ကပတ်ဝန်းကျင်နဲ့ဓာတ်ရိုက်ထိတွေ့နေတဲ့အင်္ဂါတစ်ခုဖြစ်လို့အမြဲတမ်းပိုးဝင်ခြင်းအနေရရှိနေပါတယ်။အဲဒါကြောင့်အဆုပ်လဲပြီးနောက်ကာလမှာပိုးဝင်ခြင်းကိုအလွန်သတိထားရမယ်။ဒါအပြင်အဆုပ်လဲခြင်းမှာညှင်းပယ်ခြင်း rejection နဲ့ဖြစ်နိုင်ခြေကလည်းအလွန်မြင့်တက်လို့အရန်သတိထားဖို့လိုပါတယ်။လူနာတွေဟာအဆုပ်လဲပြီးနောက်မှာပုံမှန်စောင့်ကြည့်စစ်ဆေးမှုလိုအပ်ပါတယ်။အဆုပ်လဲခြင်းနည်းပညာနဲ့အတူလူနာ200ကျော်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ဒီလူနာတွေကလည်းအဆုပ်လဲခြင်းနဲ့အတူကျန်းမာရေးကောင်းကောင်းနဲ့နေထိုင်နိုင်ကြပါတယ်။သူတို့ဟာကျွန်ုပ်တို့နဲ့ပုံမှန်စစ်ဆေးမှုတွေလာရောက်လုပ်ဆောင်နေကြပါတယ်။သူတို့ကလည်းကျန်းမာရေးကောင်းနဲ့နေထိုင်နိုင်ကြပြီးအဆုပ်လဲခြင်းနဲ့အတူသူတို့ရဲ့အသက်တာကိုတိုးမြှင့်ပေးနိုင်တယ်လို့အသက်တာအရေးအသွေးကောင်းနဲ့လည်းနေထိုင်နိုင်အောင်ကူညီပေးနိုင်ပါတယ်။